ဇလန်းလေးရဲ့ဆမှာတော့အထက်တန်းကျောင်းပေါ်လိုပဲတစ်ခုပြိုင်နေခဲ့ပါတယ်။အချိန်မှာပဲနောက်တန်းတစ်ယောက်ကိုတယောက်တည်းအသားရလေးကြော်ဖြတ်လာတဲ့သူကတော့ယိုရီချီအီဇာကီပါ။နောက်တစ်ယောက်ကထပ်ပြီးကြော်ဖြတ်လာပြီးတော့သူနောက်ဆုံးတွေ့လိုက်တဲ့အတွေ့အကြုံဒီပွဲကိုငါနိုင်မှဖြစ်မှာဆိုတဲ့အတွေ့အကြုံနဲ့ဝင်လာခဲ့တာပါ။အပွဲချင်းတွေကလည်း1-0နဲ့ရှုံးနေကြတာဖြစ်တာကြောင့်မလို့အခုလိုမျိုးဥဆောင်ကိုရနိုင်ဖို့ကအီဇာကီရဲ့အခွင့်အရေးလို့ပြောလို့ရပါတယ်။အတင်းသားတွေအားလုံးအပိတ်နေတဲ့အချိန်မှာပဲအီဇာကီကကိုအေရီယာအတွင်းရောက်ရှိလာခဲ့ပါပြီ။နောက်တန်းတစ်ယောက်ကိုလည်းအလဲကောင်းနဲ့ပဲကြော်ဖြတ်လိုက်ပါတယ်။ခသမားနဲ့သူနဲ့ထိုက်တဲ့တွေ့နေတဲ့အချိန်မှာကိုရိုင်းတင်းမဆုံးဖြတ်လိုက်ပေမဲ့ဘေးကအတင်းမော်တက်ကလက်လန့်ပြအကြောင်းမလို့သူ့ကိုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ကိုရိုင်းမရှိဘဲဘေးကိုပြစ်လိုက်တဲ့အချိန်မှာဘေးကကောင်လွဲပြီးတော့ကိုရိုင်းကိုထိပြီးပြန်ထွက်သွားပါတယ်။အချိန်မှာတစ်ဖက်တင်းကကောင်လာတိုက်ရသွားပြီးတော့နှစ်ခုသုံးညနဲ့နိုင်သွားခဲ့ပါတယ်။ဖက်ပြီးသွားတဲ့အချိန်မှာစိတ်ညစ်ညစ်နဲ့ပဲစပိုင်းချင်းတိုးပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်။အဲ့ချိန်မှာပဲအီဇာကီကစိတ်ထုံနဲ့ဟုတ်အော်ပြီးတော့ငိုလိုက်ပါတယ်။ပြီးတော့သူပြောတာငါဒီပွဲကိုတကယ်နိုင်ချင်ခဲ့တာပဲကွာ။ငါသာသူ့ကိုမပေးခဲ့ရင်ငါကရန်ရှုပြီးငါတို့အတင်းလက်နိုင်မှာပဲအင်ပီရောက်တဲ့ချိန်မှာတော့သူ့မိကသူ့ကိုဖိတ်စာကတ်တစ်ခုရအောင်ပြောလာပါတယ်အဲ့ဖိတ်စာကတ်ကတော့ Blue Lock Project ရဲ့ဖိတ်စာကတ်ပါအဲ့ချိန်မှာအိဇာကီကလည်းအန်ဝတ်စွာနဲ့အဲ့စာရက်ကိုဖွင့်ပြလိုက်ပြီးတော့အဲ့ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်လိုက်ရှာနေတဲ့လမ်းမှာလည်းမနေ့ကပွဲမှာသူ့ကိုအနိုင်ပိုင်းသွားတယ်ခီရာဆွဲကောင်ပြန်တွေ့လိုက်ပါတယ်ခီရာသူ့ကိုတင်းချင်းတင်းချင်းပဲလာပြီးမိတ်ဆက်ပါတယ်မင်းဟိုတနေ့ကပွဲတော့ကိုရမရှိမလို့ပေးလိုက်တဲ့ကောင်လေးမလားအဲ့လိုပေးလိုက်တာမင်းကတင်းဝတ်ရှိရဆိုတာပြလိုက်တာပဲသိလားဟမ်ဟာလားအဲ့လိုလားဒါပေမဲ့ကျွန်တော်တင်တာကျွန်တော်ရှူလိုက်ပို့ပြီးတော့ကောင်းမယ်လို့ထင်ခဲ့တာမဟုတ်ဘူးလေအဲ့ဒါတင်းဝတ်ရှိတာကိုပြောတာတင်းဝတ်ကောင်းရင်နိုင်တာပဲအတင်းတင်းရမင်းကဘလူးလော့လားမလားလာပါငါတို့တူသွားရအောင်လေအော်ဟုတ်ကဲ့သွားရအောင်အခန်းထဲဝင်တဲ့အချိန်မှာတော့သူတို့အပြင် striker တွေအများကြီးရှိနေအောင်တွေ့လိုက်ရပါတယ် pure striker တွေ namaji striker တွေနဲ့တကယ်အရင်ရှိတဲ့ striker တွေအများကြီးကိုသူတို့တွေ့လိုက်ရပါတယ်အဲ့ချိန်မှာအခန်းတစ်ခုလုံးမောင်ကျသွားပြီးတော့ဘလူးကယုံနဲ့အုံးဝကကီနဲ့ကောင်ကစကားစာရေးပြောပါတယ်အားလုံးပဲမင်္ဂလာပါဘလူးတော့လည်းချူဆိုပါတယ်ကျွန်တော်နာမည်ကတော့ Eco ပါဂျပန်နိုင်ငံကဘာလို့ World Cup မရလဲဆိုတဲ့အကြောင်းရင်းသိလားဟုတ်တယ်မှန်ပါတယ် Eco ကြီးရဲ့ striker မရှိလို့လေကမ္ဘာအကောင်ဆုံး striker ဖြစ်နေတယ်ဆိုရင်ကိုကောင်းဆန်မှရမယ်တကောင်းဆန်တဲ့သူကပဲအောင်မြင်မယ်ကမ္ဘာအကောင်ဆုံး striker ဆိုတာလေ Eco အကြီးဆုံးရှိတဲ့သူပဲအခု striker အရ300ရှိနေတယ်အဲ300ရဲ့နောက်ဆုံးမှာတယောက်ပဲချန်ခဲ့မယ်အဲတယောက်က Eco ကြီးဆုံး striker ပဲအဲ့ချိန်မှာတော့တက်လာတဲ့ခီရာဆိုတဲ့ကောင်ဝင်ပြောပါတယ်။ဘာကြီးတကောင်းဆန်ရမယ်။ eco ရှိရမယ်။ဟဟလား။ဘလုံးဆိုတာတင်းဝက်နဲ့ဆော့ရတဲ့အကစားလေးတကောင်းဆန်မှာတော့ဘလုံးပဲဘလုံးနိုင်တော့မှာလေ။မင်းပါရီပြောနေရလေ။အဲ့ချိန်မှာအောက်ကလူရယ်လေ eco သွားပြီးတော့ complaint ဝိုင်းတက်ကြပါတယ်။အဲ့ချိန်မှာ eco ကလည်းတခုပဲပြောလိုက်ပါတယ်။တို့တွေကမအောင်ကျင်တဲ့ဘလုံးသမားရှိရင်ထွက်သွားလိုက်လေ။မင်းတို့ကဆိုတင်းခုံမနေပါဘူး။ဒါပေမဲ့အောင်မြင်ခြင်းနဲ့ international ထိထိုးပေါက်ခြင်းနဲ့ဆိုရင်တော့ eco ရှိတဲ့ striker ဖြစ်ဖို့အတွက်မဆီကိုလာခဲ့လို့အဲ့ချိန်မှာလည်းလူတွေအများကြီးကလည်း eco ရဲ့အခန်းထဲကိုပြင်းဝင်လာကြပါတယ်။အဲ့ချိန်မှာခီရော်တရက်ကလည်းကြောင်တောင်နဲ့ဟာအကုန်လိုက်နေကြပါလားငါလည်းလိုက်မှဖြစ်မယ်ဆိုပြီးတော့လိုက်ဝါခဲ့ပါတယ်အဲ့ချိန်မှာအီဆာကီကလည်းဘလီလောရဲ့ကပ်ဆိုင်တဲ့နေရာကိုရောက်လာခဲ့ပါတယ်သူ့ရဲ့ဂျာစီနံပါတ်ကိုကြည့်လိုက်တော့299ဖြစ်နေခဲ့ပါတယ်ဂျာစီမှာပြထားတဲ့လူကိုတိုင်းအခန်းနံပါတ်ကိုရှာပြီးတော့သူဝင်လာခဲ့ပါတယ်အဲ့ချိန်မှာအီဆာကီကလည်းအခန်းထဲဝင်လာပြီးတော့အခြားဆက်ကားတွေအများကြီးပါတွေ့လိုက်ရပါတယ်ချားသူတွေပြောမှာသူကခီရာကိုတွေ့လိုက်ရပါတယ်ခီရာလည်းသူ့ကိုလာပြီးနှုတ်ဆက်ပါတယ်အီဆာကီအော်တွေ့ကြပြန်ပြီနော်ဒီခေါက်လည်းတူတူပဲဟုတ်ပါကျွန်တော်ကောင်းတူတူလောက်အောင်နော်အချိန်မှာစကန်ပေါ်မှာ eco ကြီးပေါ်လာပြီးတော့ဂိမ်းရဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။နောက်ပြီးမိနစ်ခုစောမဲ့ဂိမ်းက Blue Lockman ထက်ဂိမ်းလို့ခေါ်တယ်။လူ17ယောက်ရှိမယ်။တယောက်ကနောက်ဆုံးမှထုတ်ခံရမယ်။မင်းတို့က9မိနစ်ချိန်ပေးထားမယ်။9မိနစ်တည်းမှာလူတယောက်ကိုကန်ရမယ်။ဘလုံးနဲ့ကန်ခံရသူက it ပြစ်သွားမယ်။9မိနစ်ပြစ်သွားရင်အဲ့လူကအထုတ်ခံရမယ်။ဆိုတော့အဂိမ်းကိုစမယ်။အချိန်မှာလည်းအီဇာကီရှိနေတဲ့ခန်းထဲကိုဘလုံးကြီးတစ်လုံးကကျလာခဲ့ပါတယ်။အီဇာကီတယောက်ကလည်းကြောင်ပြောင်းနေခဲ့ပါတယ်။ပထမဆုံးခွေးပြစ်မဲ့သူကတော့ကျောင်းနံပါတ်300ရှိနေတဲ့သူပါ။9မိနစ်ပြည့်ရဲ့အထိဘလုံးနဲ့သူမကန်နိုင်ရင်တော့သူကအထုတ်ခံရမှာပါ။သူကအီဇာကီဘလုံးနဲ့ကန်လိုက်ပေမဲ့အီဇာကီရဲ့တားလေးရှောင်းလိုက်ပါတယ်။အချိန်မှာလည်းကျမ်းမြုံဝင်အေးစီလဲနေတဲ့ဘာချီတာကိုသူကကန်မဆုံးဖြတ်လိုက်ပေမဲ့ဘာချီတာအေးစီထလာပြီးတော့သူ့မျက်နှာကိုဒဲကြီးကန်ပစ်လိုက်ပါတယ်။ခုဆိုရင်ဘာချီတာလည်းနိုးလာခဲ့ပါပြီ။ဘာတွေဖြစ်နေကြလဲ။ကြည့်ရတာပြောဖို့ကောင်းမယ်ပေါ့။ဘေးကစကားလာပြောတဲ့ကူနီကာမင်းမျက်နှာကိုဘလုံးမှန်သွားခဲ့ပါတယ်။အခုချိန်မှာကူနီကာမီယာခွေးဖြစ်သွားပါပြီ။အချိန်မှာအချိန်10မိနစ်ပဲကျန်တော့အကြောင်းမလို့ကိုနီကာမီယာစိတ်တို့သွားခဲ့ပါတယ်။စိတ်တို့ဝီလန်ကံမလုံးတဲ့အချိန်မှာလေအချိန်မှာဂရုံးကောင်အီဆာကီကိုညစ်ပြီးတော့ထုတ်ပြီးဖမ်းထားခဲ့ပါတယ်။ဘောလုံးကလည်းအီဆာကီရဲ့ဘိုက်တက်ကိုမှန်သွားခဲ့ပါတယ်။အခုဆိုရင်အီဆာကီကခွေးဖြစ်သွားပါပြီ။အချိန်မှာအီဆာကီကငါခွေးယူလားသူ့ရဲ့စိတ်ထဲမှာလည်းရှုံးလို့မဖြစ်ဘူး။ငါတယောက်ကိုကန်မှဖြစ်မယ်။အီဆာကီပြန်ထားပြီးလိုက်ကန်နေရကြောင်းမလို့အားလုံးထွက်ပြေးနေရပါတယ်။အီဆာကီလည်းသူ့ကိုကန်သွားဟိုဂရုံးကောင်နာကိုတက်ချီမကြီးလိုက်နေခဲ့ပါပြီ။အချိန်အပြည့်တော့ဖြစ်တဲ့အကြောင်းမလို့အီဆာကီရဲ့တော်တော်လေးအန်ရရှိနေပါပြီ။နောက်ဆုံးမှာတော့အကရုံးကလည်းမပြေးနိုင်တော့ပဲကျမ်းမြေပေါ်ထိုင်းနေခဲ့ပါတယ်
အချိန်မှာအီစာကီသူ့ကိုမကဲအောင်မို့သူ့အမျိုးတောင်းပန်နေပါတယ်။ဘာနဲ့ကွာငါ့ကိုမကဲမိုင်းနဲ့ငါလည်းဘောလုံးသမားဖြစ်ချင်တာပဲမင်းလည်းအလိုအိမ်မရှိရမလားငါ့ကိုမကဲမိုင်းနဲ့ကိုချင်းစာပေါင်းကွာသူ့ရဲ့စကားတွေကအီစာကီကိုကဲမို့အတွက်နည်းနည်းတွေ့သွားစေပါတယ်။အချိန်မှာလည်းအီစာကီကကဲမို့အတွက်ခြေထောက်ကိုရွေးလိုက်ပါပြီ။မလုပ်ပါနဲ့။ဒါပေမဲ့သူမကန်ခဲ့ပါဘူး။အီစာကီကနောက်ကိုလှည့်ကြည့်ပြီးတော့ဘာချီတော်ကဲမို့အတွက်ချင်းနေတော့မှာပဲ။ငါ့ကိုကဲမလို့လားပျော်ဖို့တော့ကောင်းတော့ပါပဲ။ဆိုပြီးတော့အီစာကီရဲ့ဘောလုံးလွတ်သွားခဲ့ပါတယ်။ဘာချီတာခီယောနောက်ကိုအသက်တန်လိုက်ပြီးတော့ကန်နေခဲ့ပါတယ်။ခီရာလည်းထုံးမခံရင်အသေးအသေးရှောင်နေခဲ့ပါတယ်အချိန်ကတော့9စက္ကန့်မှကြာမှာတော့တယ်အချိန်မှာဘာချီတာဘောလုံးလေးဘောမြောက်ပြီးကန်လိုက်ပါတယ်ဘောလုံးလေးဘောမြောက်ပြီးတော့အီစာကီရဲ့ရှေ့ရောက်သွားခဲ့ပါတယ်အီစာကီရဲ့မျက်လုံးတွေကအယောင်ပြောင်းသွားပြီးတော့နှကဆင်းသားမနေတော့ဘဲနဲ့ခီရာကိုကန်ချပစ်လိုက်ပါတယ်နောက်ဆုံးတစ်စက္ကန့်မှာအီစာကီကသူ့သက်ရှင်မှုအတွက်ခီရာကိုကန်ခဲ့ပါတယ်အချိန်ရလည်းပြည့်သွားပြီဖြစ်ပြီးတော့ခီရာထုတ်ခံလိုက်ရပါပြီဒီလိုနဲ့မှဘလူးလောရဲ့အပိုင်းတေလေးကပြီးဆုံးသွားခဲ့ပါတော့တယ်